အောင်စဘူးသားရေမစကားနှလုံးသားတွေကမတ်တီထားစီကာလောတီရေမအမမေလက်စီရထိုင်မမို့လို့ကတော့မစီထားဝရီအဖိုးတို့ရဲ့အဝေကိုပဲအောင်စဘူးသားလေးဆွေးမြေမတောက်တယ်လာပြီဟေး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 ညမတော်ပြီမလားတကယ်မရမနာနပါလာရီတော့သူတွေကအမေကိုအောင်သူရဲ့ပြည့်ပြပါလားဒီလိုခေတကယ်မရမနာနပါလာရီတော့သူတွေကကိုအောင်သူရဲ့ပြည့်ပြပါလားမောင်ချလေးကောင်းရဲ့ဆိုရင်ခွင့်ပြုပါတော့ဘာဝင်ခွဲအောင်ရည်နဲ့ချစ်သူခေအဖေကိုလည်းအောင်စဖို့ပြောမယ်မောင်ချလေးကောင်းရဲ့ဆိုရင်ခွင့်ပြုပါတော့ဘာဝင်ခွဲအောင်ရည်နဲ့ချစ်သူခေအမေကိုလည်းအောင်စဖို့ပြောမယ်ဒီလိုဆိုသူတွေကမယ်ရှင်လည်းပြတ်ပါတဆုံးချီတိုင်းတူဆုံးမောင်မေတူဆုံးမောင်မေအတန်ကောင်းလိုက်တာကလေးလေးတွေရဲ့ချစ်စရာလေးတွေအော်မင်းသားကြလည်းမကောင်းလားခင်ဗျာမင်းသားလည်းဆိုအဖြစ်လို့ညီလေးကိုပြောတာမှားသွားလားအတန်မကောင်းဘူးညီမလေးကအတန်မကောင်းညီလေးကအတန်ပိုကောင်းတယ်အမျိုးမျိုးကဘလောင်းပလင်း တယောက်လုံးရှိမှလုံနေကြချီးချီးပေါ်မရပုတ်ပလင်ညီလေးကနှလုံးသားထဲမှာရှိပြီးသားသူတို့ကခုမှမြင်တယ်နော်စားတိနော်ကလေးလေးကိုအကျင့်တော့တကြူဇက်ထဲမှာနာဘူး2ယောက်ပဲရှိတယောက်ကကိုစမ်းပွဲနောက်ယောက်ကကျွန်တော်ယောညီလေးနာဘူးကလေအဲ့လိုလူချမ်းကြီးတွေမလားမလဲနာဘူးနဲ့တက်လို့လားရင်သိသေးဆိုငါရင်ဆုံးသိမှာကျွန်တော်လည်းပါပြစေကိုရဲ့အမေ ဟုတ်တယ်အကူကစပေါ်လေးကျွေးအောင်ရင်စိုက်ပါစဘောကမယူထားဘူးကိုရဲ့စဘောအားလုံးကျွန်တော်သူ့ကိုပေးမှာကိုဖြူဖြူမရှိတော့အမေနော်အဲ့ဒါဒုက္ခလောက်ကျတူဆုံးမောင်မေတူဆုံးမောင်မေမြမသမင်းတစ်ခစ်ကိုမြမသမီးတစ်ခေတ်ကိုအောင်စဘူးတို့ရဲ့မြမသမင်းတစ်ခစ်ကိုမြမသမီးတစ်ခေတ်ကိုမြစ်ဒီမှာဆိုကိုဦးစုပါညာအမရိုက်ချင်လို့တဲ့တုံးတယ်နေမတူခဏလေးလို့ပြောထားတယ်မခဏလေးခဏလေးနော်ပြေးလာမယ်နော်ဒီလေးနဲ့ဟောင်းသူလေးဟာပါရဟောင်းသူလေးနဲ့ရှင်းလေးဟုတ်ကဲ့ဆရာလေးဗျာဟောင်းသူလေးနဲ့နုလေးနဲ့ဇဘူးဟုတ်ကဲ့ဆူဆူလေးနဲ့လေးနဲ့ချစ်စရာလေးဆိုလာဟေးလာလေအဲ့လိုပြလာပြီသမီးလေးကနာပြီးဆိုပြီးတော့ရှင်းသွားတယ်ဟုတ်သမီးကထိုင်တာတော့မောနေရဟဲ့အခုတည်းကဘာလို့မှမသိဘူးမင်းတို့ကနေပင်မသွားမယ်မင်းတို့ကနေပင်မသွားမင်းသားရေးတော့မလားအမလေးလာလိုက်တာဒီလူလာတာလေးနဲ့မြင်တော့ကြည်တဲ့ဟိုသွားသည်ဘယ်သွားကြရပြီးသွားအဲ့ဒါခွေးသွားတယ်အဲ့ဒါမော်ရမင်းသားကျလေးအောင်စဘူးဘယ်လောက်တောင်ကြိုးစားလဲခြေမအချွေနှစ်ဖူးတက်စင်အောင်ဟဲ့ကောင်နှစ်ဖူးကချွေချီမကြတာဘာအောင်ချီမအဲ့လောက်ဒီကိုကြိုးစားဒီလိုခက်ကလိုက်ခက်ချီကဲနှစ်ဖူးတော့တက်စင်အောင်အဲ့လိုပြောပါဟုတ်တယ်ဒီလိုပြိတ္တနဲ့ဒီလိုမင်းသားနဲ့တွေ့ရတာဘာဖြစ်လဲ